ဒီနေ့တော့ကျမရဲ့ပန်းချင်တီတီလေးမှာစိုက်ထားတဲ့မြင်းခွာရလေးတွေကိုခူပြီးတော့တုပ်စားပါမယ်ကျမမြင်းခွာရလေးဝယ်တော့စပေါ်ကစားမှာဝယ်ထားဆိုတော့တပေါင်12ချက်ပေးရတယ်အခုကတပေါင်9ချက်ပေါ့နော်ကျမဝယ်တော့ပါလာရဲ့မြင်းခွာရအမြင့်လေးကိုကျမမစားဘဲနဲ့ပြန်ပြီးပြိုးထားပါအခုအရွက်လေးထွက်ပြီးတော့ကြီးလာရင်ပို့လို့ခူးပြီးတော့စားပါမယ်ကျမမြင်းခွာရဲစိုက်ဖို့အတွက်လည်းနေရာတစ်ခုမပေးချင်တဲ့အတွက်ကြောင့်ကျမမရှိရဲ့ပန်းအိုးတွေထဲမှာအကုန်လုံးလိုက်စိုက်ထားပေါ့နော်မြင်းခွာရဲတွေကပန်းအိုးတွေရဲ့အောက်ခြေမှာအများကြီးပဲဟိုပြန်တီးပြန်ဖြစ်နေရပါမြန်မာနိုင်ငံမှာဆိုရင်လည်းမြင်းခွာရက်ကအရန်စီးပေါ့ရနော်ဒီမှာမြင်းခွာရက်ကတစ်ခါစားရဖို့မလွယ်ဘူးကျမနေရဲ့ပြည်နယ်ကြောင့်လည်းပါမယ်နဲ့တူတယ်ပြီးသွားရင်တော့မြင်းခွာရဲနဲ့အတူတူစားဖို့အတွက်ကျမစိုက်ထားတဲ့ငရုတ်သီးလေးကိုခူးပြီးတော့စားပါမယ်ကျမငရုတ်သီးကအရှိကြီးပဲเนาะဆက်တဲ့အားကြောင့်နည်းနည်းပဲထည့်မယ်မြင်းခွာရဲကိုရေးသေးချပြအောင်ဆေးပြီးသွားပြီဆိုရင်တော့ကိုကြိုက်တဲ့အရွယ်စားပေါ်မှုတည်ပြီးတော့လှီးဖြတ်ပါမယ်ပြီးရင်တော့ကျမရဲ့ငရုတ်သီးဆက်လေးကိုလှီးပါမယ်ကျမငရုတ်သီးကအရန်လက်တဲ့ခါကျတော့လှီးလိုက်တာတော့မှခုံပြီးထွက်ပြေးနေတယ်ပြီးရင်တော့ကြက်သွန်လေးကိုပပလှီးပါမယ်ခင်းချင်သီးလေးကိုလည်းလှီးပြီးတော့ထည့်ပါမယ်ခင်းချင်သီးကကြိုက်လို့များများလေးထည့်ထားပါမယ်အကုန်လုံး ready ဖြစ်ပြီဆိုရင်တော့ကျမစီချက်လေးထည့်ပါမယ်ဒါလေးကဆွနမုံနဲ့စီတက်ထားတဲ့ကျမရဲ့စီချက်လေးပါပြီးွားရင်တော့ကျမအရသာမုံထည့်ပါမယ်စားထည့်ပါမယ်ပစွန်ချောင်းမုံထည့်ပါမယ်ပဲမုံလေးကိုထည့်ပါမယ်ပြီးွားရင်မြေပဲကိုထောင်းထားလေးထည့်ပါမယ်နှမ်းလေးနဲ့ထည့်လိုက်ပါမယ်နှမ်းပြားကြီးလေးပေါက်ပြီးတော့နေလို့ရပါပြီအခုဆိုရင်တော့အရန်ကိုပဲလွယ်ကူရွေးရှင်းတဲ့မြင်းခွာရဲ့တုပ်လေးရပါပြီတံမြာသီးထည့်ဖို့မိပါလို့တံမြာသီးလေးပါထည့်လိုက်ပါမယ်